တတိထားရမည်မမမကန်ပြောဆိုမှုများတာမန်အားဖြင့်လူတွေဟာအမှတ်တမဲ့ပြောလိုက်ကြတယ်ပေါ့မမမကန်ပြောဆိုမိတာတွေဟာတစ်ဖက်သားကိုဆွဆွဲမိသွားတာမျိုးလည်းဖြစ်တတ်တယ်ဒါကြောင့်မို့ပြောဆိုနဲ့ပတ်သက်ပြီးတော့အမှန်တမ်းတတိထားလိုက်တယ်လို့ကိုပြောလိုက်တဲ့ပုဂ္ဂိုလ်မမမကန်နဲ့ပြောလိုက်တဲ့ပုဂ္ဂိုလ်ဟာပြောလိုက်တဲ့ပုဂ္ဂိုလ်အကြောင်းအဲ့ဒီပုဂ္ဂိုလ်ဆွဆွဲရရောက်သွားပြီဆိုလို့ရှိရင်တုံ့ပြန်လာတဲ့အကျိုးဆက်ကမတမကြီးမားတယ်တုံ့ပြန်မှုကမတူညီဘူးပေါ့ဥပမာမဲ့ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ထားတဲ့ရွှွန်လုံးကြီးကိုခေါင်းနဲ့တိုက်ထားမတူဘူးပေါ့ကိုတုံ့ပြန်ပြောဆိုလိုက်တဲ့ပုဂ္ဂိုလ်ဟာကြောက်တုံးကြီးကလိုအနှစ်ပြည့်ပြီးတော့အနှစ်သာရရှိတဲ့ပုဂ္ဂိုလ်အရေးချင်းပြည့်တဲ့ပုဂ္ဂိုလ်မျိုးကိုသွားပြောမိလို့ရှိရင်ကိုယ့်ရဲ့အားနဲ့ကိုယ်ခေါင်းနဲ့ကိုယ်တိုက်မိပြီးတော့ဒုက္ခရောက်သွားနိုင်တယ်သူရဲ့တုံ့ပြန်မှုကလည်းကြီးမားတယ်လို့သူတို့ဆိုတယ်ရှင်တုံးကိုတိုက်မိရင်တော့ဒီလောက်ကြီးနာမှာမဟုတ်ဘူးရှင်တုံးရဲ့ပြော့နေမှုကြောင့်အဲ့တော့လောကမှာလည်းပဲကိုပြောတဲ့ပုဂ္ဂိုလ်ဟာရည်ချင်းပြေးသွားတဲ့ပုဂ္ဂိုလ်အရည်ချင်းမရှိတဲ့ပုဂ္ဂိုလ်နှမျိုးရှိနိုင်တယ်အဲ့တော့ရည်ချင်းရှိတဲ့ပုဂ္ဂိုလ်သူတော်စင်သူတော်မြတ်ကိုသွားပြောမိပြီဆိုရင်ကိုယ့်ရဲ့မမှန်မကန်ပြောဆိုမှုတွေဟာဆွဆွဲရရောက်ပြီးမိမိမှာအကျိုးသက်ရောက်တဲ့အခါမှာအမှန်တန်ကြီးလေးတဲ့အကျိုးသက်ရောက်မှုဖြစ်စေတတ်တယ်လို့သူတို့ဆိုလို့ရပေါ့နော်ရသော်ဘုရားကဒါကိုတတိပေးဆုံးမတာပဲဖြစ်တယ်လောကမှာလူတွေနှုတ်ကြဒုက္ခရောက်တာတွေအများကြီးပဲရှိတယ်အပြောဆိုမတတ်သည့်အတွက်ကြောင့်ဒုက္ခရောက်သွားတာတွေအများကြီးလူတစ်ဖက်သားကိုပြောတဲ့အခါမှာကိုရီးလေးရောက်လှုပ်တယ်ဆိုတော့လက်လှမ်းမိတဲ့အတိုင်းအတာတစ်ခုမှလှုပ်လို့ရတယ်နှုတ်ကပိုးကျက်ပြန့်တယ်လို့ပြောခဏခေတ်ဆိုတာနှုတ်နဲ့ပြောတာပိုးကျက်ပြန့်ဥပမာမဲ့ Facebook ကပြောလိုက်မယ်ရေးသားပြီးတော့ပြောလိုက်တယ်သတင်းစာထဲကနေပြောလိုက်မယ်မမှန်မကန်ပြောဆိုတဲ့အလုပ်တစ်ခုကဘယ်လောက်ထိအောင်ပြစ်ကြီးတယ်ဆိုတာတတိထားကြအမှာဖြစ်တယ်ပေါ့ကိုယ့်ရဲ့ပြောဆိုတာပို့ပြီးတော့မြည်သွားတယ်မြည်ဟိမ့်သွားတယ်ကျက်ပြန့်သွားတယ်စီစလေးတစ်စက်ဟာရေပြင်ပေါ်ထည့်လိုက်တဲ့အခါမှာပြန့်သွားတယ်လို့ပဲသူကပြန့်နှံ့ပြီးတော့သွားရတယ်အဲ့ဒီပြန့်နှံ့သွားမှုကနေပြီးတော့ကိုယ့်ရဲ့လုပ်ရမမှန်မကန်မှုကြောင့်ကိုယ့်ရဲ့ပျက်စီးဆုံးရှုံးမှုတွေကလည်းကြီးမားစွာဖြစ်သွားတာပေါ့မြတ်စွာဘုရားကနှုတ်ကိုမဆောင်ဘူးဆိုလို့ရှိရင်ဖြစ်တဲ့ပုံလေးတွေကို50ဇတ်တွေထဲမှာလည်းဟောထားတာရှိတယ်ကောကလိကသုံးမှဆိုရင်ပုရိသတ္တဟိသာတတ္တကုထာရိဇာတိမုခေလောကမှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်ရဲ့နှုတ်ခမ်းမှာလူကိုဒုက္ခပေးမဲ့ဓမ္မတစ်ချောင်းပါလာတယ်ဓာတ်တက်လက်ပါလာတယ်လို့ဆိုလို့ပေါ့နော်ကုထာရိဆိုတာဓာတ်ပဲဓာတ်လို့အစွမ်းထက်တယ်ကိုပြောလိုက်တဲ့စကားတစ်ခုကတစ်ဖက်သားကိုထိခိုက်သွားတာခုတ်ဖြတ်လိုက်တာနဲ့အလားတန်တူတယ်တဲ့ဒါကြောင့်သူ့ရဲ့နှုတ်မှာဓာတ်တက်လက်ပါလာတယ်လို့ရှေးခေတ်ကတော့ဓာတ်ဟိုတိကပြောတော့ခုခေတ်လို့ဆိုရင်တနတ်တက်လက်ပါလာတယ်လို့လည်းပြောလို့ရမှာလက်နဲ့တစ်ခုပါလာတယ်တစ်ဖက်သားကိုပျက်စီးစေလို့တဲ့စိတ်နဲ့အဲ့ဒီမှာကောကလိကသုတ်တမှာဆိုရင်မြတ်စွာဘုရားယောနိဋ္ဌိယံပတန္တတိကဲ့ရဲ့ထိုက်တဲ့ပုဂ္ဂိုလ်ကိုချီးမွမ်းတာလဲမမှန်မကန်ပြောဆိုမှုတစ်ခုပဲတဲ့ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်ကဲ့ရဲ့တာလဲမမှန်ကန်ပြောဆိုမှုတစ်ခုပဲတဲ့ဒါကြောင့်မို့ချီးမွမ်းတိုက်တဲ့လူကိုကဲ့ရဲ့မိမယ်ကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်ကိုချီးမွမ်းမိမယ်ဆိုတာဒီနှစ်ခုစလုံးဟာ
နှုတ်ကြောင့်ဖြစ်ပေါ်လာတဲ့ပြစ်မှုတစ်ခုကိုကျွလွန်ရရောက်တယ်။တာမန်အားဖြင့်တော့လူတွေကနှုတ်နဲ့လွယ်လွယ်လေးပဲပြောလိုက်ကြတယ်။မှတ်တမဲ့ပြောလိုက်ကြတယ်။သို့တော့အကျိုးဆက်ကအမှန်တမ်းကြီးမားတယ်လို့ဆိုလို့တယ်။အထူးသဖြင့်စိတ်ထဲကဆွဆွဲလုံမှုဆိုတာပါလာပြီဆိုရင်ပိုပြင်းထန်တယ်။အရိဥပဝါဒကံဆိုတာရှိတယ်။အရိယဥပဝါဒသူတော်စင်သူတော်မြတ်တွေကိုဆွဆွဲပြောကြားတဲ့ပြစ်မှုကအလုံးကိုကြီးမားတဲ့ပြစ်မှုတစ်ခုမဖို့နေပါမရနိုင်အောင်လဲတားတယ်အပင်ငရဲကြဖို့ရလဲဖြစ်ပေါ်စေတယ်ပေါ့အဲ့ဒါတော့ဘဝမှာဆွရှုံးနေတာမှုတွေကိုအများကြီးဖြစ်သွားစေတယ်ပေါ့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်နော်လူတယောက်ကိုဒုံးနဲ့ရိုက်လိုက်တယ်ဆိုလို့ရှိရင်လက်လန်းမီမှရိုက်ရတယ်အဝေးကနေရိုက်လို့မရဘူးမျက်နှာချင်းဆုံပြီးတော့တခုလုံးလိုက်တယ်ဆိုရင်ပြီးတော့ဒုံးလိုက်ရိုက်လိုက်တာကိုလည်းပဲတီးတဲ့လူရှိချင်မှရှိမယ်သူတို့နှစ်ယောက်တည်းဆိုလို့ရှိရင်ဘယ်သူရိုက်သွားမှတော့သိမှာမဟုတ်ဘူးပေါ့တခုလုံးလိုက်မယ်ဆိုရင်ကိုရီးလေးယောက်လုံးတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့နှုတ်နဲ့ပြောလိုက်မယ်နှုတ်နဲ့ပြောသလိုစာနဲ့ရေးလိုက်မယ်ဆိုရင်ကြက်ပြန့်သွားတယ်အများကြီးကြက်ပြန့်သွားတယ်သူခဏခေတ်ဆိုပို့ဆိုးတာပေါ့မီဒီယာတွေနဲ့ကြက်ပြန့်သွားတခုပြောလိုက်တာနဲ့အများကြီးကြက်ပြန့်သွားအဲ့တော့နှုတ်ရဲ့ဒီကြက်ပြန့်မှုဟာလက်ရဲ့ကြက်ပြန့်မှုတဲ့ကိုဒီလေးယောက်လှုပ်ထားတဲ့ပိုကြက်ပြန့်တယ်လို့တွက်လို့ရတယ်ပေါ့နော်ကာယကံဝစီကံမနောကံထဲမှာဝစီကံဟာတော်တော်လေးထိခိုက်နေနာစီတယ်လို့သူတို့ပြောကာယကံထိခိုက်နေနာတာဟာရိုက်ရင်ရိုက်တဲ့နေရာပဲနာမယ်ကျန်တဲ့နေရာနာမှာမဟုတ်ဘူးဝစီကံနဲ့ကြတော့အဲ့ဒါလိုမဟုတ်ဘူးနေရာအနှံ့အပြားတဘွားလုံးအတွက်ထိခိုက်နေနာမှုတွေဖြစ်သွားကြတယ်အဲ့ဒါကိုသတိထားစရာအလွန်ကောင်းတယ်ဒါကြောင့်မလို့မြတ်စွာဘုရားဟောကြားတဲ့သုတ်တန်တွေကထုတ်နှုတ်ပြီးတော့တတိထားရမယ်မမှန်မကန်ပြောဆိုမှုများနှုတ်နဲ့ပြောတာတွေများလို့မမှန်မကန်ပြောဆိုမှုများလို့နှုတ်ရဲ့လုပ်ငန်းတစ်ခုအနေနဲ့ပြောလိုက်တာမမှန်မကန်ရေးသားမှုများလဲဒီထဲမှာပါတယ်လို့ဆိုလို့တယ်နော်မမှန်မကန်ရေးသားမှုများမမှန်မကန်ဟောပြောမှုများအလုံးဟာဒီထဲမှာပါတယ်နှုတ်နဲ့ပြောတဲ့ထဲမမှန်မကန်ပြောတယ်မမှန်မကန်ဟောတယ်မမှန်မကန်ရေးသားတယ်ဆိုလို့ရှိရင်ဒါတော့ပြည့်ကြီးတဲ့ကိစ္စတစ်ခုပဲလို့မှတ်တမဲ့မနေပဲနဲ့မြတ်စွာဘုရားဟောထားတဲ့ခေါဏကောကာလိကသုတ်ကိုချိမယ်ဆိုရင်ကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်ချီးမွမ်းရင်ဒီလူဟာတကယ်ကတော့ရှုတ်ချတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်နေအဲရှုတ်ချတဲ့ပုဂ္ဂိုလ်ကိုတော့ချီးမွမ်းနေရင်တောင်မှပဲအပြစ်ဖြစ်နေပြန်တယ်နော်တခါရှုတ်ချကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်ချီးမွမ်းတယ်ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ကြတော့သွားပြီးတော့ကဲ့ရဲ့ရှုတ်ချပြန်ရင်လည်းပဲအပြစ်ရှိတယ်သို့သောလောကလူတွေကဒါကိုအပြစ်လို့သိမထင်ဘူးကိုယ်အထင်နဲ့အမြင်နဲ့အသုံးချပြီးပြောဆိုလို့ရှိကြတယ်ပေါ့အလွယ်တကူပဲနှုတ်ကထုတ်ပြောလို့ရှိကြတယ်အလွယ်တကူပဲလက်ကလည်းရေးသားပြောဆိုလို့ရှိကြတယ်အဲ့ဒီရဲ့အပြစ်ဟာကြီးမားတယ်လို့မြတ်စွာဘုရားဟောထားတယ်အဲ့ဒါကိုသိစေလို့၍ပုရိသတ္တဟိသာတတ္တကုဋ္ဌာရိသာယတိမုခေနှုတ်ကြောင့်သေလက်ကြောင့်ခြေဆိုတဲ့စကားဗမာစကားမှာရှိတယ်တော့လူရဲ့နှုတ်ထဲမှာဓာတ်တက်လက်ပါလာတယ်အဲ့ဒီဓာတ်ကအလုံးကိုခုတ်ဖြတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်သူတယောက်ပြောဆိုမှုကထိခိုက်နေနာမှုတွေကိုများစွာဖြစ်တယ်လို့ဆိုလို့ရပေါ့